ဇလန်းအစမှာတော့ကမ္ဘာမြေမျက်နှာပြင်ရဲ့အောက်ဖက်ကီလိုမီတာပေါင်းများစွာကွာဝေးမှာတည်ရှိနေတဲ့ရှို့ဝက်ဆန်းကျယ်လာတဲ့ကမ္ဘာတစ်ကြီးတစ်ခုကိုမြင်တွေ့ကြရမှာပါဒီနေရာမှာတော့ကောင်းကင်ယံကနေရေအောက်ပိုင်းထိကြောက်မက်ဖွယ်ကောင်းတဲ့တတဝါဆန်းကြီးတွေကကြီးစိုးနေကြတာဖြစ်ပါတယ်ဒီကမ္ဘာကြီးရဲ့အဆောင်ရှောက်ဖြစ်တဲ့ကင်းကောင်ဟာမြောက်ကလေးတစ်ကောင်နဲ့အတူရေကန်နားကိုရောက်ရှိလာခဲ့ပါတယ်ဒါပေမဲ့ကင်းကောင်ဟာသူကိုယ်တိုင်ထောင်ချောက်ထဲကိုလမ်းလျှောက်ဝင်သွားမိနေပြီဆိုတာကိုတော့လုံးဝသတိမထားမိခဲ့ပါဘူးအဲ့ဒီအချိန်မှာမြောက်ကလေးကရေကန်ထဲမှာအန်ရယ်တစ်ခုရှိနေတယ်ဆိုတာကိုသိရှိသွားပြီးကင်းကောင်ရေထဲကိုဆင်းသွားအောင်တမင်တကာရန်စလိုက်ပါတယ်ဒါပေမဲ့ကင်းကောင်ကတော့အလွယ်တကူအယူလုပ်လို့ရတဲ့အမျိုးအစားမဟုတ်ပါဘူးသူကပတ်ဝန်းကျင်ကိုအနှံ့ခံကြည့်လိုက်တာနဲ့တင်သူရှာဖွေနေတဲ့တားကောင်ကအနားမှာရှိနေပြီဆိုတာကိုချက်ချင်းသိရှိသွားခဲ့ပါတယ်ကင်းကောင်ဟာဘာစကားမှမပြောဘဲရေကန်ထဲကိုအေးအေးလူလူဆင်းသွားပြီးရေချိုးနေလိုက်ပါတယ်အဲ့ဒီအချိန်မှာမြောက်ကလေးကတော့သူ့ရဲ့အကြံစီတွေပေါက်ကြားသွားမှာကိုစိုးရိမ်ပြီးအရန်ကိုထိတ်လန့်နေခဲ့ပါတယ်ဒါကြောင့်သူဟာဘာမှမသိတယ်လို့မျိုးဟန်ဆောင်ပြီးရေတောက်နေလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ထူးဆန်းတဲ့တတဝါကြီးတစ်ကောင်ဟာကင်းကောင်စီကိုအရှိန်ဟုန်နဲ့ပြေးဝင်လာပါတော့တယ်ကင်းကောင်ရေချိုးနေတဲ့အချိန်မှာပဲအီယာမနဂါးကြီးတစ်ကောင်ဟာသူ့ရဲ့ပါးစပ်ကြီးကိုအကျယ်ကြီးဖြဲပြီးကင်းကောင်ကိုရုတ်တရက်ခုံအုပ်လိုက်ပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့မြောက်ကလေးကတော့သူ့ရဲ့အကြံစီအောင်မြင်သွားပြီဆိုတာကိုသိလိုက်ပြီးလွတ်မြောက်ရာကမ်းခြေစီကိုအမြန်ဆုံးထွက်ပြေးသွားပါတော့တယ်ကင်းကောင်ဟာကုန်းပေါ်မှာဆိုရင်ဘယ်ရန်သူကိုမဆိုအနိုင်ယူနိုင်စွမ်းရှိပေမဲ့အခုလိုရေထဲမှာရန်သူနဲ့ရင်ဆိုင်ရတာကတော့ဒါဟာပထမဆုံးအကြိမ်ဖြစ်ပါတယ်ကင်းကောင်ကနဂါးကြီးရဲ့တိုက်ခိုက်မှုတွေကိုဘယ်လိုတံပြန်ရမလဲဆိုတာကိုစဉ်းစားနေတဲ့အချိန်မှာပဲအဲ့ဒီနဂါးကြီးကသူ့ကိုရေအောက်ထဲအထိဆွဲခေါ်သွားပါတော့တယ်ဒါပေမဲ့နဂါးကြီးမသိထားတဲ့အချက်ကတော့ကင်းကောင်ဟာဒေါသထွက်လာတဲ့အခါမှာဘလောက်တောင်ကြောက်ဖို့ကောင်းတယ်လဲဆိုတာပါပဲမြောက်ကလေးကတော့ကင်းကောင်ကိုအမြဲတမ်းအတွက်နှုတ်ဆက်လိုက်ရပြီလို့ထင်နေတာပါဒါပေမဲ့နောက်တစ်မိနစ်မှာပဲကင်းကောင်ရဲ့အေယာမလက်နက်ကြီးဟာမြောက်ကလေးရဲ့ရှေ့တက်ကိုဝုန်းခနဲကျလာပါတော့တယ်ဘာတွေဖြစ်ပျက်နေတယ်လဲဆိုတာကိုမြောက်ကလေးနားမလည်နိုင်ခင်မှာပဲကင်းကောင်ဟာသူ့တက်လိုက်တဲ့နဂါးကြီးရဲ့ခေါင်းပြက်ကိုမြောက်ကလေးရဲ့ခြေရင်းသားကိုလွင့်ပစ်လိုက်ပါတယ်မြောက်ကလေးကတော့ကင်းကောင်သူ့ကိုအပြင်းထန်ရိုက်နှက်တော့မယ်လို့ထင်ထားတာပါဒါပေမဲ့ကင်းကောင်ကဘာမှမလုပ်ခဲ့ပါဘူးသူကသူ့ရဲ့ပူစိန်ကြီးကိုပြန်ကောက်ပြီးရှေ့ကိုဆက်လျှောက်ဖို့အတွက်မြောက်ကလေးကိုအချက်ပြလိုက်ပါတယ်အမှန်တော့ကင်းကောင်ဟာဒီကဘာကြီးထဲမှာထောင်ပေါင်းများစွာသောနှစ်တွေတစ်လျှောက်တယောက်တည်းအထီးကျန်စွာဖြတ်တန်းနေခဲ့ရတာဖြစ်ပြီးသူ့လိုမျိုးတခြားတယောက်ရှိနိုးနဲ့ရှာဖွေနေခဲ့တာဖြစ်ပါတယ်ကင်းကောင်ဟာနေတိုင်းလိုဗိုက်စာလောင်နေခဲ့ရပြီးကြောက်မက်ဖွယ်ကောင်းတဲ့ဝမ်ပူလွေအုပ်ကြီးတွေရဲ့လိုက်လံတိုက်ခိုက်တာကိုလည်းခံခဲ့ရပါတယ်ဝမ်ပူလွေအကောင်ပေါင်းရာနဲ့ချီပြီးသူ့နောက်ကိုလိုက်လာတဲ့အခါမှာသူဟာမြင့်မားတဲ့နေရာတွေကနေခုန်ချပြီးအနိုင်လွတ်မြောက်အောင်ပြေးခဲ့ရပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဝမ်ပူလွေအုပ်ကြီးကလုံးဝအလျှော့မပေးဘဲသူ့ကိုဝိုင်းထားဖို့စ조사နေကြပါတယ်နောက်ဆုံးမှာတော့သူဟာထွက်ပြေးစရာလမ်းမရှိတဲ့နှက်ဆိုင်တဲ့ကြောက်ကမ်းပါးကြီးတစ်ခုကိုရောက်ရှိသွားပြီးပြန်လည်တိုက်ခိုက်ဖို့အတွက်ပြင်ဆင်လိုက်ပါတယ်ဝမ်ပူလွေတွေကတော့ကင်းကောင်ကိုအလွယ်တကူအမဲလိုက်လို့ရပြီလို့ထင်နေကြတာပါဒါပေမဲ့ကင်းကောင်ကကြိုတင်ပြီးထောင်ချောက်တွေဆင်ထားတယ်ဆိုတာကိုတော့သူတို့မသိခဲ့ကြပါဘူးဝမ်ပူလွေတစ်ကောင်ခုံအုပ်လိုက်တာနဲ့ကင်းကောင်ရဲ့ထောင်ချောက်ကချက်ချင်းအလုံးလုံးသွားပြီးဝမ်ပူလွေတွေဟာတွင်းထဲကိုကျသွားပါတော့တယ်တွင်းထဲမှာရှိနေတဲ့ထက်မြက်တဲ့တက်သားလန်တွေကဝမ်ပူလွေတွေကိုထိုးဖောက်သွားခဲ့ပါတယ်အဲ့ဒီနောက်ကင်းကောင်ဟာအခွင့်အရေးကိုလက်မလွတ်ပဲအီယာမတလုံးကြီးတွေကိုတွင်းထဲကိုပစ်ချလိုက်ပြီးတောင်ပေါ်ကနေကြောက်တုံးကြီးတွေကိုလည်းလက်ချလိုက်တဲ့အတွက်ထွက်ပြေးနေတဲ့ဝမ်ပူလွေတွေဟာပိတ်မိသွားပါတော့တယ်တိုက်ပွဲပြီးလို့ဖုံမှုတွေငြိမ်သက်သွားတဲ့အချိန်မှာတော့အသက်ရှင်ကျန်နေသေးတဲ့ဝမ်ပူလွေတချို့ကအလျှော့မပေးသေးပါဘူးဒါကိုမြင်တော့ကင်းကောင်ကဒေါသထွက်သွားပြီးဝမ်ပူလွေအသေးကောင်တစ်ကောင်ကိုလက်နဲ့ကင်ပြီးနှစ်ပန်းပြတ်အောင်ဆွဲဖျက်ပြလိုက်ပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့ဝမ်ပူလွေတွေလည်းကြောက်လန့်ကြနဲ့ထွက်ပြေးသွားကြပါတော့တယ်ကင်းကောင်ဟာအစားအစာရရှိသွားပေမဲ့လည်းသူ့ရဲ့သွားကအရန်ကိုနာကျင်နေတာကြောင့်လုံးဝပျော်ရွှင်ခြင်းမရှိခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲအနားမှာပုံနေတဲ့ပုတ်တင်ညိုတစ်ကောင်ကအခွင့်အရေးကိုချောင်းပြီးအသားတစ်ဖက်ကိုခိုးယူထွက်ပြေးသွားပါတော့တယ်ကင်းကောင်ကလိုက်တာဖို့ပြင်လိုက်ပေမဲ့အဝေးကနေကြားလိုက်ရတဲ့အတန်တစ်ခုကြောင့်သူဟာရက်တန့်သွားခဲ့ပါတယ်အဲ့ဒီဟိန်းတန်ကသူ့ရဲ့အမျိုးနွယ်တွေကတယောက်ယောက်ကသူ့ကိုခေါ်နေတာလို့ထင်သွားပြီးအဲ့ဒီဘက်ကိုအမြန်ဆုံးပြေးသွားခဲ့ပါတော့တယ်ကင်းကောင်ဟာဟိန်းတန်ကြားရခြိုင်ဝမ်းစီကိုအပြေးလွှားသွားခဲ့ပေမဲ့တကယ်တမ်းရောက်သွားတဲ့အခါမှာတော့သူ့လိုမျိုးအေယာမမြောက်ကြီးမဟုတ်ပဲသူ့ရဲ့အတန်ကိုတူပါပြီးအော်ဟဲ့နေတဲ့ထူးဆန်းတဲ့ဖားတစ်ကောင်ကိုပဲတွေ့လိုက်ရပါတယ်နှစ်ပေါင်းများစွာကြာအောင်အဖော်မရှိရဲ့တယောက်တည်းလဲသွားလာနေရတဲ့ကင်းကောင်ဟာအခုလိုထပ်မံစိတ်ပြက်လိုက်ရတဲ့အတွက်သူ့ရဲ့ရင်ထဲမှာအထီးကျန်မှုတန်ကိုပြင်းပြင်းထန်ထန်ခံစားလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲသူ့ကိုဒုက္ခပေးနေတဲ့သွားကြိုက်ဝေဒနာကလည်းပိုပြီးဆိုးရွားလာတာကြောင့်နောက်ဆုံးမှာတော့သူဟာလူသားတွေစီကအကူညီရယူဖို့အတွက်မတက်တာပဲဆုံးဖြတ်လိုက်ပါတော့တယ်ကင်းကောင်ဟာလူသားတွေနေထိုင်ရာကဘာကိုရောက်ရှိလာပြီးတောင်ကုန်းတစ်ခုပေါ်မှာနာကျင်စွာနဲ့လဲကျသွားခဲ့ပါတယ်ကံကောင်းထောက်မစွာနဲ့ပဲသိပ္ပံပညာရှင်တွေကသူ့ကိုတွေ့ရှိသွားခဲ့ပါတယ်ဒါပေမဲ့လူသားတွေကဘေးကင်းလုံခြုံမှုရှိအောင်ကင်းကောင်ကိုထုံဆေးပြင်းစားတွေပေးလိုက်တဲ့အတွက်သူဟာတတိမေ့ပြီးလဲကျသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ဟာမြို့ပေါ်မှာအတော်ဆုံးဖြစ်တဲ့သွားဆရာဝန်ကိုချက်ချင်းခေါ်ယူလိုက်ပါတယ်သွားဆရာဝန်ဟာအချိန်မဆိုင်ပဲခိုင်မာတဲ့စတီးကြိုးတွေကိုအသုံးပြုပြီးကင်းကောင်ရဲ့ပုံနေတဲ့သွားကိုဆွဲထုတ်ဖို့ပြင်ဆင်ပါတော့တယ်အဲ့ဒီအချိန်မှာကင်းကောင်ရဲ့ပါးစပ်ထဲကနေအရန်ကိုနန်စော်တဲ့အနက်အသက်တွေထွက်ပေါ်နေခဲ့ပါတယ်ပြင်ဆင်မှုတွေအားလုံးပြီးစီးသွားတဲ့အခါမှာတော့အာကာသယင်ကိုရုတ်တရက်ပြန်တက်ခိုင်းလိုက်ပြီးကင်းကောင်ရဲ့သွားပုတ်ကြီးကိုတစ်ချက်တည်းနဲ့ဆွဲနှုတ်လိုက်ပါတော့တယ်ကင်းကောင်ပြန်လဲတီးရလာတဲ့အချိန်မှာတော့သူ့ရဲ့သွားဟောင်းနေရာမှာအရန်ကိုခိုင်မာတောင်းတင်းတဲ့တိုက်တင်နီယန်သွားတစ်ကြီးတစ်ချောင်းနဲ့အစားထိုးပြီးသားဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဒီသွားတစ်ကြီးကြောင့်ကင်းကောင်ဟာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာအင်အားတွေပြန်လဲပြေဝလာတယ်လို့ခံစားလိုက်ရပြီးဘယံသူကိုမဆိုအနိုင်ယူနိုင်တော့မယ်လို့ယုံကြည်ချက်တွေရှိလာပါတော့တယ်အဲ့ဒီအချိန်မှာပဲကင်းကောင်ရဲ့ကဘာစီကနေအရေးပေါ်ချက်ပြတ်တန်တစ်ခုရောက်ရှိလာတဲ့အတွက်တခွဲခန်းထဲကလူတိုင်းဟာအရန်ကိုတုံးလို့သွားကြပါတယ်ဒီချက်ပြတ်တန်ရဲ့နောက်ွယ်ကအမှန်တရားကိုသိရှိနိုင်ဖို့အတွက်သိပ္ပံပညာရှင်တွေဟာကယ်ဆယ်ရေးဖွဲ့တစ်ဖွဲ့ကိုချက်ချင်းဖွဲ့စည်းပြီးမစ်ရှင်ကိုစတင်လိုက်ပါတယ်သူတို့ဟာကင်းကောင်နဲ့အတူကဘာတစ်ကိုဆက်သွယ်ထားတဲ့ပေါ်တဲ့ဂိတ်တကားတွေကိုခုံဝင်လိုက်ကြပါတယ်သူတို့ရဲ့အာကာသယင်ဟာအရှိန်ဟုန်နဲ့အောက်ဘက်ကိုဆွဲချခြင်းခံလိုက်ရပြီးခါချင်းတွင်းမှာပဲရှို့ဝက်ဆန်းကျယ်လာတဲ့ကဘာတစ်ကြီးတွေကိုပြန်လည်ရောက်ရှိသွားပါတော့တယ်ကင်းကောင်ဟာသူ့ရဲ့အိမ်ကိုရောက်သွားတဲ့အခါမှာသူ့ရဲ့အစားအစာတွေအခုခံထားရတာကိုတွေ့လိုက်ရပါတယ်ဒါကြောင့်သူဟာသူ့ရဲ့ပူစိန်ကြီးကိုကောက်ကင်ပြီးကြောက်ဆောင်ကြီးရဲ့ထိတ်ကိုတက်ကြည့်လိုက်ပါတယ်အဲ့ဒီမှာနှက်ဆိုင်တဲ့အကြောင်းကြီးတစ်ခုတည်းကနေထွက်ပေါ်လာတဲ့အပြာရောင်အလင်းဖြော့ဖြော့လေးကိုသူတတိထားမိသွားပါတယ်အမှန်တရားကိုသိကျင်တာကြောင့်ကင်းကောင်ဟာဘာကိုမှတွေးဝေမနေတော့ပဲအဲ့ဒီအမောင်ထုနှက်ဆိုင်ရတဲ့ကိုခုံချလိုက်ပါတော့တယ်အမောင်ထုတွေဖုံးလွှမ်းနေတဲ့အောက်ခြေမှာတော့ကင်းကောင်ရဲ့ပူစိန်ကြီးဟာအလိုလျောက်အလင်းတွေထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီအလင်းရောင်အောက်မှာထူးဆန်းတဲ့တောက်ပတ်နေတဲ့ကြောက်တုံးလေးတွေနေရာအနှံ့ပြန့်ကျဲနေတာကိုမြင်တွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲအဝေးကနေကြောက်မဖွယ်ကောင်းတဲ့ဟိန်းတန်ကြီးတစ်ခုထွက်ပေါ်လာပါတယ်ကင်းကောင်ဟာအဲ့ဒီအတန်နောက်ကိုလိုက်သွားရင်ရင်ကုန်ကြီးတစ်ခုကိုဖျက်ကျော်ပြီးတဲ့နောက်
ရှိုးဝက်နေတဲ့ကဘာတစ်တစ်ခုတည်းကိုထပ်မံရောက်ရှိသွားပါတယ်သူဟာအဲ့ဒီနေရာမှာတစ်ခုခုရဲ့အနံ့ကိုရလိုက်တာကြောင့်တတိထားပြီးရှေ့ကိုဆက်လျှောက်သွားတဲ့အခါမှာအရန်ကိုအနေအများပြီးအေယာမအရေးကြီးတစ်ခုသူ့ရှေ့မှာပေါ်လာတာကိုမြင်လိုက်ရပါတယ်ကင်းကောင်ဟာတိုက်ပွဲအတွက်အသင့်ပြင်ပြီးပူစိန်ကိုမြောက်လိုက်ပေမဲ့အနားကိုရောက်သွားတဲ့အခါမှာတော့အမှန်တရားကသူထင်ထားတာနဲ့တခြားစီချစ်နေပါတယ်အဲ့ဒီအရေးကြီးဟာဘယင်ကြီးမဟုတ်ပဲအဝါရောင်အမွေးမင်တွေနဲ့ချစ်စရာကောင်းပြီးအပြစ်ကင်းစင်တဲ့မြောက်ကလေးတစ်ကောင်ဖြစ်နေတာကိုတွေ့လိုက်ရတဲ့အတွက်ကင်းကောင်ဟာတအံ့တော့ဖြစ်သွားခဲ့ပါတယ်နှစ်ပေါင်းထောင်ချောက်စွာအတွင်းမှာပထမဆုံးအကြိမ်ဖြစ်သူ့လိုမျိုးမြောက်မျိုးနွယ်စုဝင်တယောက်ကိုတွေ့လိုက်ရတာကြောင့်ကင်းကောင်ဟာလက်နက်ကိုပေးချပြီးခင်မင်မှုပြတဲ့အနေနဲ့လက်ကိုကမ်းပေးလိုက်ပါတယ်မြောက်ကလေးလည်းသူ့ကိုတွေ့ရင်ဝမ်းသာမယ်လို့သူထင်ထားခဲ့တာပါဒါပေမဲ့မြောက်ကလေးကကင်းကောင်ရဲ့လက်ကိုအားနဲ့ရုတ်တရက်ကိုက်လိုက်ပါတော့တယ်ကင်းကောင်ဟာသူ့ရဲ့အမျိုးနွယ်ကိုအနိုင်နိုင်ရှာတွေ့ထားတာဖြစ်တဲ့အတွက်ဒီအတိုင်းလို့မပေးချင်တာကြောင့်မြောက်ကလေးနောက်ကိုလိုက်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီနောက်မှာတော့ကင်းကောင်ရဲ့နောက်ဖက်မှာထိတ်လန့်စရာကောင်းတဲ့အရေးကြီးတစ်ခုပေါ်လာပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့ကင်းကောင်ဟာသူ့ဘဝမှာသူ့လောက်အရွယ်စားရှိတဲ့ထိပ်ပြောင်ဂေါ်ရီလာကြီးတစ်ကောင်ကိုတစ်ခါမှမမြင်ဘူးခဲ့လို့ပဲဖြစ်ပါတယ်။ကင်းကောင်ရှေ့ကိုတိုးသွားတဲ့အချိန်မှာပဲလက်မောင်းရှည်ကြီးတွေရှိတဲ့ဂေါ်ရီလာနှစ်ကောင်ဟာနောက်ဘက်ကနေရုတ်တရက်ထွက်လာပြီးကင်းကောင်ကိုမြေကြီးပေါ်လဲကျသွားအောင်အားနဲ့လွင့်ပစ်လိုက်ပါတယ်။အဲ့ဒီထိပ်ပြောင်ဂေါ်ရီလာကြီးရဲ့မျက်နှာပေါ်ကအပြုံးကိုကြည့်ုံနဲ့တင်သူတို့ဟာရန်ဖြစ်ဖို့တက်လာတာဆိုတာအထင်ရှားပါပဲ။ဒါကြောင့်ကင်းကောင်ကလည်းသူတို့ကိုအပြက်ရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာကြောက်တုံးကြီးတစ်တုံးကိုကောက်ကင်ပြီးဒေါသတကြီးနဲ့ဂေါ်ရီလာကြီးစီကိုလှမ်းပစ်လိုက်ပါတယ်။ထိပ်ပြောင်ဂေါ်ရီလာကြီးကလည်းကင်းကောင်ကိုပြန်လဲတိုက်ခိုက်ဖို့ပြေးဝင်လာပေမဲ့ကင်းကောင်ကပါနဲ့စွာနဲ့ပဲသူတို့ကိုမိနစ်ပိုင်းတွင်းမှာတင်မြေပြင်ပေါ်မှာအယုတ်ကျိုးပြက်လဲကျသွားအောင်လုပ်လိုက်ပါတယ်။ထိပ်ပြောင်ဂေါ်ရီလာကြီးကကင်းကောင်ရဲ့ပူစိန်ကိုလူယူဖို့စ조사ပေမဲ့လည်းကင်းကောင်ရဲ့အစွမ်းကိုမရှင်နိုင်ပဲရှုံးနိမ့်သွားခဲ့ပါတယ်။ကင်းကောင်ကသူ့ရဲ့လက်နက်ကိုပြန်ကောက်ဖို့လုပ်တဲ့အချိန်မှာပဲအဝါရောင်မြောက်ကလေးကရုတ်တရက်ပြေးထွက်လာပြီးကင်းကောင်ရဲ့မျက်နှာကိုတိုက်ခိုက်ဖို့စ조사ပြန်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ကင်းကောင်ကမြောက်ကလေးကိုပါဖမ်းကင်လိုက်ပြီးတခြားဂေါ်ရီလာတွေကိုရိုက်နှက်ဖို့အတွက်လက်နက်တစ်ခုလိုမျိုးအသုံးပြုလိုက်ပါတော့တယ်။ဂေါ်ရီလာတွေဟာကင်းကောင်ကိုမရှင်နိုင်မှန်းသိကြပေမဲ့လည်းတကောင်ပြီးတကောင်ဆက်တိုက်ခိုက်နေကြပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာဂေါ်ရီလာတကောင်ဟာကြောက်ကမ်းပါးတဲ့ကိုမတော်တဆပြုတ်ကျသွားခဲ့ပါတယ်။ဒါပေမဲ့ကင်းကောင်ကသဘောထားကြီးစွာနဲ့သူ့ရဲ့လင်းမြန်တဲ့အရှိန်ကိုအသုံးပြုပြီးအဲ့ဒီဂေါ်ရီလာကိုပြန်ဆွဲတင်ပေးခဲ့ပါတယ်။ဒါကိုကျေးဇူးတင်ရမယ့်အစားအဲ့ဒီဂေါ်ရီလာကမြေကြီးပေါ်ကဓာတ်တစ်ချောင်းကိုကောက်ကင်ပြီးကင်းကောင်ကိုပြန်လဲတိုက်ခိုက်လိုက်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ကင်းကောင်ဟာဒေါသတွေအကြီးအကျယ်ထွက်သွားပြီးအဲ့ဒီဂေါ်ရီလာကိုအားပါပြင်းထန်တဲ့ကန်ချက်နဲ့နှဆိုင်လာတဲ့ကြောက်ကမ်းပါးတဲ့ကိုကန်ချလိုက်ပါတော့တယ်။ဒီခြေနေကိုမြင်လိုက်ရတဲ့ထိပ်ပြောင်ဂေါ်ရီလာကြီးလည်းကြောက်လန့်တကြားနဲ့လက်ထွက်ပြေးပါတော့တယ်။ကင်းကောင်ကကြောက်တုံးတုံးကိုကောက်ကင်ပြီးထွက်ပြေးနေတဲ့ထိပ်ပြောင်ဂေါ်ရီလာကြီးရဲ့ခေါင်းကိုတက်တက်မှန်အောင်လှမ်းပစ်လိုက်ပါတယ်။ဂေါ်ရီလာကြီးဟာတန်ရာရသွားပေမဲ့လည်းနောက်ကိုလက်မကြည့်တော့ပဲတတွတ်ရေရွရင်ထွက်ပြေးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကင်းကောင်ဟာတစ်ပင်တွေကြားမှာပုံနေတဲ့မြောက်ကလေးကိုဆွဲထုတ်ပြီးမြေကြီးပေါ်ကိုဆောင်းချလိုက်ပါတယ်။ပြီးနောက်သူဟာထိပ်ပြောင်ဂေါ်ရီလာကြီးချပစ်ခဲ့တဲ့ဓာတ်ကိုကောက်ကင်ပြီးသူတို့ရဲ့ဂေါ်ရီလာဂေဟာရှိရာစီကိုလမ်းပြဖို့မြောက်ကလေးကိုအမိန့်ပေးလိုက်ပါတယ်။တနာစရာကောင်းတဲ့မြောက်ကလေးမှာတော့ရွေးချယ်စရာလမ်းမရှိပဲကင်းကောင်ရဲ့ရှေ့ကနေလမ်းပြပေးလိုက်ရပါတော့တယ်။သူတို့နှစ်ကောင်ဟာတောနက်ထဲကိုပို့ပြီးတိုးဝင်သွားကြတဲ့အခါမှာတော့အနေရရှိတဲ့တတဝါမျိုးမျိုးကိုမြင်တွေ့လာရပါတယ်အပြင်ပန်းကြည့်ရင်အေးချမ်းလာပါတယ်လို့ထင်ရပေမဲ့ခြေလမ်းတိုင်းမှာအနေရတွေကပုံကွယ်နေတာဖြစ်ပါတယ်ပါနက်တဲ့မြောက်ကလေးကကင်းကောင်ကိုအမြန်ဆုံးအပြည့်ရှင်းချင်တာကြောင့်အေယာမနဂါးကြီးတကောင်နေထိုင်တဲ့နေရာစီကိုတမင်တကာခေါ်သွားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့အကြံစီကကင်းကောင်ရဲ့ရှေ့မှာတော့အလုံးမဖြစ်ခဲ့ပါဘူးရုတ်တရက်အေယာမနဂါးကြီးတကောင်ပေါ်လာပေမဲ့ကင်းကောင်ကကြောက်လန့်မနေပဲမိနစ်ပိုင်းတွင်းမှာတင်အဲ့ဒီနဂါးကြီးကိုအပိုင်းပိုင်းဖြတ်ပြီးတက်ပစ်လိုက်ပါတယ်ပြီးနောက်ကင်းကောင်ကအေးအေးဆေးဆေးထိုင်ပြီးအဲ့ဒီအသားတွေကိုစားနေလိုက်ပါတယ်ဒါကိုဘေးကနေကြည့်နေတဲ့မြောက်ကလေးကလည်းဗိုက်စာနေတာကြောင့်အနားကိုကတ်ချင်ပေမဲ့ကြောက်လို့မကဲ့ရဲ့ဖြစ်နေပါတယ်သူ့ရဲ့အခြေအနေကိုကြည့်ပြီးကင်းကောင်ကအသားတစ်ဖက်ကိုဖဲ့ယူပြီးမြောက်ကလေးစီကိုကမ်းပေးလိုက်ပါတယ်ဒါတောင်မှမြောက်ကလေးကကင်းကောင်ကိုမယုံကြည်နိုင်သေးပါဘူးဒါကိုမြင်တော့ကင်းကောင်ကဒေါသထွက်သွားပြီးစားကျင်စားမစားကျင်ငရဲသွားဆိုတဲ့ပုံစံမျိုးနဲ့အသားတွေကိုမြေကြီးပေါ်လွှတ်ပစ်လိုက်ပါတယ်အရန်ကိုစားလောင်နေတဲ့မြောက်ကလေးလည်းအသားကိုကောက်စားလိုက်တဲ့အချိန်မှာတော့ကင်းကောင်ပေါ်ထားရှိတဲ့သူ့ရဲ့အမြင်တွေကစတင်ပြောင်းလဲလာပါတော့တယ်ကင်းကောင်ကသူထင်တယ်လို့မစိုးဘူးဆိုတာကိုသူသိသွားခဲ့ပါတယ်ဖြည်းဖြည်းချင်းပဲတတိမွေးပြီးကင်းကောင်ရဲ့ဘေးနားမှာလာထိုင်ရင်းနှစ်ယောက်သားအေးချမ်းချမ်းအချိန်ကုန်ဆုံးခဲ့ကြပါတယ်ဒီမြင်ကွင်းကဖခင်တယောက်နဲ့သားတယောက်အတူတူအချိန်ဖြုံးနေကြတယ်လို့မျိုးပါပဲဒါပေမဲ့ရှေ့ဆက်သွားတဲ့အခါမှာသူတို့စီကိုအနေရကြီးတစ်ခုကအရှိန်ဟုန်နဲ့နီးကပ်လာနေပြီဆိုတာကိုတော့သူတို့လုံးဝသတိမထားမိခဲ့ကြပါဘူးအထဲကိုပို့ပြီးတိုးဝင်သွားတဲ့အခါမှာတော့ကင်းကောင်ဟာသူ့လိုမျိုးမြောက်မျိုးနွယ်စုဝင်တွေကိုတွေ့လိုက်ရပေမဲ့သူတို့တွေဟာအရန်ကိုဆိုးရွားတဲ့အခြေအနေမှာနေထိုင်နေကြရတာကိုမြင်လိုက်ရတဲ့အတွက်ကင်းကောင်ဟာအရန်ကိုစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်သူတို့အားလုံးဟာတနေ့လုံးအလုပ်ကျန်းသမားတွေလိုခိုင်းစေခံနေရပြီးသူတို့ရဲ့ဘဝတွေဟာမရေကျနေတယ်လို့ပါပဲအဲ့ဒီအချိန်မှာပဲအသက်ကြီးတဲ့မြောက်ဝကြီးတစ်ကောင်ကကြောက်တုံးတုံးကိုမတော်တဆချလိုက်မိတဲ့အတွက်စိတ်တုန်နေတဲ့ဂေါ်ရီလာဆောင်တစ်ကောင်ကသူ့ကိုအပြင်းထန်ရိုက်နှက်ပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့ကင်းကောင်လည်းသူ့ကိုယ်သူမထိန်နိုင်တော့ပဲသူ့ရဲ့ပူစိန်ကိုမြေကြီးပေါ်အားနဲ့ပြစ်ပေါက်လိုက်ပြီးမြောက်ဝကြီးကိုတွားရောက်ကူညီလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအလုပ်သမားတွေကိုစောင့်ကြည့်နေတဲ့ဂေါ်ရီလာဆောင်တစ်ယောက်ဟာကင်းကောင်စီကိုဒေါသတကြီးပြေးဝင်လာပြီးတခြားသူတွေရဲ့ကိစ္စမှာဝင်မပါဖို့အတွက်အော်ဟစ်တတိပေးပါတော့တယ်ဒါပေမဲ့ကင်းကောင်ရဲ့ရဲရင်နဲ့လောက်ရကြောင်းတခြားနှိပ်စက်ခံနေရတဲ့မြောက်တွေရဲ့ရင်ထဲမှာမျောလင်းချက်လင်းရောင်လေးတွေစတင်တောက်ပလာခဲ့ပါတယ်အဲ့ဒီမြင်ကွင်းကိုစောစောကထွက်ပြေးသွားတဲ့ထိပ်ပြောင်ဂေါ်ရီလာကြီးကအဝေးကနေချောင်းကြည့်နေပြီးဒီနေရာရဲ့ရက်ဆက်လာတဲ့ဘရင်စကားကင်းစီကိုတွားရောက်တင်ပို့လိုက်ပါတော့တယ်ဂေါ်ရီလာကြီးရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့စကားကင်းရဲ့ဒေါသတွေဟာပောက်ကွဲထွက်သွားပြီးသူ့ရဲ့ရာဇပလက်လင်ပေါ်ကနေထရက်လိုက်ပါတယ်သူ့လျှောက်လန်းရလမ်းတစ်လျှောက်မှာရှိနေတဲ့မြောက်တွေအားလုံးဟာကြောက်လန့်တကြားနဲ့ဥညွတ်လိုက်ကြရပါတယ်ဒါပေမဲ့ကင်းကောင်ကတော့ဘာကိုမှမကြောက်ပဲမမက်ရက်ပြီးရင်ဆိုင်နေခဲ့ပါတယ်စကားကင်းကကင်းကောင်ကိုတေချာဆိုင်ကြည့်ပြီးကင်းကောင်ရဲ့ပစက်ထဲကစတီးသွားကိုမြင်တဲ့အခါမှာတော့လောင်ပြောင်ပြီးရေမောလိုက်ပါတယ်ဒါပေမဲ့နောက်တစ်မိနစ်မှာပဲသူဟာသူ့ရဲ့ဒေါသကိုပုံဖော်တဲ့အနေနဲ့ဘာပြစ်မှမရှိတဲ့မြောက်ကလေးတစ်ကောင်ကိုပွက်ပွက်ဆူနေတဲ့ချော်ရီဘူးတွေတဲကိုကန်ချလိုက်ပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့ကင်းကောင်ရဲ့ဒေါသဟာအထွတ်ထိပ်ကိုရောက်ရှိသွားပါတယ်စကားကင်းကလည်းသူ့ရဲ့အစွမ်းကိုပြသဖို့အတွက်သူ့ရဲ့ပခုံးပေါ်မှာပတ်ထားတဲ့လက်နက်ကိုဆွဲထုတ်ပြီးကင်းကောင်ကိုတင်ငန်းစာပေးဖို့ပြင်ဆင်လိုက်ပါတယ်ကင်းကောင်ကလည်းသူ့ရဲ့ပူစိန်ကိုအတင်းပြင်လိုက်ပြီးသူတို့နှစ်ယောက်ကြားမှာပြင်းထန်လာတဲ့တိုက်ပွဲကြီးတစ်ခုစတင်ပါတော့တယ်စကားကင်းကသူ့ရဲ့ရှည်လျားတဲ့လက်နက်ကိုအသုံးချပြီးအဝေးကနေလမ်းတိုက်ခိုက်တဲ့အတွက်ကင်းကောင်မှာပြန်လည်ခုခံဖို့အချိန်တောင်မရနိုင်လောက်အောင်ဖြစ်နေရပါတယ်စကားကင်းဟာသူ့ရဲ့လက်နက်မှာတက်ဆင်ထားတဲ့ပုံဆောင်ကဲကြောက်တုံးကိုအသုံးပြုပြီးကင်းကောင်ကိုဒေါသတကြီးနဲ့အကြိမ်ကြိမ်ရိုက်နှက်ပါတော့တယ်ကင်းကောင်ကလည်းအခွင့်ရေးရတာနဲ့စကားကင်းစီကိုခုံအုပ်ပြီးတိုက်ခိုက်ပါတယ်
ခွန်အားချင်းရှင်မဲဆိုရင်တော့စကားကင်းဟာကင်းကောင်ကိုလုံးဝမရှင်နိုင်ပါဘူးဒါကြောင့်သူဟာအနားကိုအကန့်မခံပဲအဝေးကနေပဲတိုက်ခိုက်နေတဲ့အတွက်ကင်းကောင်ဟာတဖြည်းဖြည်းနဲ့နောက်ဆုတ်ပေးလိုက်ရပါတယ်အဲ့ဒီကြားထဲမှာကင်းကောင်ရဲ့ပူစိန်ကြီးကလည်းလက်ထဲကနေမြေကြီးပေါ်ကိုလွတ်ကျသွားခဲ့ပါတယ်အခွင့်အရေးကိုစောင့်နေတဲ့စကားကင်းကကင်းကောင်ရဲ့လေပင်ကိုသူ့ရဲ့လက်နက်နဲ့ရစ်ပတ်ပြီးထိန်းချုပ်ဖို့ကြိုးစားပါတယ်စကားကင်းကသူနိုင်ပြီလို့ထင်နေတာပါဒါပေမဲ့ကင်းကောင်ကသူ့ရဲ့ခွန်အားရှိသမျှအကုန်သုံးပြီးစကားကင်းကိုမြောက်လိုက်ပြီးမြေကြီးပေါ်ကိုအားနဲ့ဆောင်းချလိုက်ပါတော့တယ်ကင်းကောင်ဟာခဏလေးအတွင်းမှာတင်စကားကင်းကိုအနိုင်ယူလိုက်နိုင်ပါတယ်အဲ့ဒီအချိန်မှာစကားကင်းကသူဟာသူ့ရဲ့စစ်မှန်တဲ့အစွမ်းကိုပြမှာပဲကင်းကောင်ရှုံးမှလို့ဆုံးဖြတ်လိုက်ပါတယ်သူဟာသူ့ရဲ့လက်နက်ကကြောက်တုံးကိုအလင်းပေးလိုက်တဲ့အခါမှာတော့ဂေါ်ရီလာတွေကကြောက်တုံးတွေကိုဖယ်ရှားပြီးချော်ရီစီးဆင်းတဲ့လမ်းကြောင်းကိုပိတ်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာပဲကူထဲမှာပုံကွယ်နေတဲ့ကြောက်မဖွယ်ကောင်းတဲ့တတဝါကြီးရဲ့မျက်လုံးတွေပေါ်လာပါတော့တယ်ပူပြင်းလာတဲ့မြေပြင်ဟာချက်ချင်းပဲရေခဲပြင်ဖြစ်ပြောင်းလဲသွားပြီးတကဘာလုံးကိုအေးခဲစေနိုင်တဲ့အရာမတတဝါကြီးတိုက်တန်ရှိမို့ထွက်ပေါ်လာပါတော့တယ်စကားကင်းကရှိမို့ကိုကင်းကောင်ကိုတိုက်ခိုက်ဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်ရှိမို့ဟာဒီအမိန့်ကိုမလုပ်ချင်ပေမဲ့လည်းသူ့ရဲ့နာကျင်မှုကိုမခံစားနိုင်တာကြောင့်မတက်တာပဲကင်းကောင်ကိုတိုက်ခိုက်လိုက်ရပါတယ်ကင်းကောင်ဟာလင်းမြန်စွာနဲ့ပဲရှောင်တိန်လိုက်တဲ့အတွက်ပထမတစ်ကြိမ်တိုက်ခိုက်မှုကနေလွတ်မြောက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူဟာသူ့ရဲ့ပူစိန်ကိုအရှိမထားပြီးရှိမို့ရဲ့တိုက်ခိုက်မှုတွေကိုတားဆီးဖို့ကြိုးစားပါတယ်ဒါပေမဲ့ရှိမို့ရဲ့အစွမ်းကအရန်ကိုပြင်းထန်လုံးတာကြောင့်ကင်းကောင်ရဲ့ကြိုးစားမှုတွေဟာတဖြည်းဖြည်းအားနည်းလာခဲ့ပါတယ်ခဏချင်းတွင်းမှာပဲကင်းကောင်ရဲ့လက်တွေဟာစတင်အေးခဲလာပြီးရေခဲတုံးတွေဖြစ်သွားပါတော့တယ်ဒီရုတ်တရက်တိုက်ခိုက်မှုကြောင့်ကင်းကောင်ရဲ့ညာဘက်လက်ဟာအပြင်းထန်ဒဏ်ရာရသွားပြီးသူဟာစတင်အားနည်းလာပါတယ်ဒါကိုအခွင့်ကောင်းယူပြီးစကားကင်းကကင်းကောင်ကိုအပြတ်ရှင်းဖို့ထပ်မံအမိန့်ပေးလိုက်ပြန်ပါတယ်ရှိမို့ရဲ့နောက်ထပ်တိုက်ခိုက်မှုတစ်ခုစတင်တော့မယ့်အချိန်မှာပဲနောက်ဘက်ကနေမြောက်ကလေးကတန်နယ်လောင်ကူလမ်းကြောင်းတစ်ခုကိုညွှန်ပြပြီးကင်းကောင်ကိုအမြန်ဆုံးထွက်ပြေးဖို့အော်ဟစ်တတိပေးလိုက်ပါတယ်ကင်းကောင်လည်းအချိန်မဆိုင်ပဲလောင်ကူထဲကိုပြေးဝင်သွားခဲ့ရင်မဲ့သူ့နောက်မှာတော့အနေရရှိတဲ့မြောက်ပေါင်းရာနဲ့ချီပြီးလိုက်လာနေကြပါသေးတယ်ကံကောင်းတာတစ်ခုကတော့ကင်းကောင်ဟာဒီတော့ထဲမှာနေထိုင်လာတာကြာပြီဖြစ်တဲ့အတွက်သူဟာထောင်ချောက်ပေါင်းများစွာကိုကြိုတင်ဆင်ထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လိုက်လာတဲ့မြောက်တွေကအရန်များလုံးတာကြောင့်ဒဏ်ရာရနေတဲ့ကင်းကောင်ဟာလမ်းဆုံးသွားတဲ့နေရာတစ်ခုမှာပိတ်မိသွားပါတော့တယ်သူ့မှာအားကိုးစရာဆိုလို့နောက်ဆုံးလက်ကျန်ထောင်ချောက်တစ်ခုပဲရှိပါတော့တယ်ဒါပေမဲ့ကင်းကောင်ရဲ့ထောင်ချောက်တွေကိုအမြဲခံနေရတဲ့မြောက်တွေကလည်းဒီတစ်ခါတော့တတိထားမိသွားကြပါတယ်ထောင်ချောက်ကိုအလုံးလုံးစေမဲ့မြေကြီးပေါ်ကနွယ်ပင်ကိုသူတို့မြင်သွားကြပါတယ်သူ့ရဲ့အကြံစီပြတ်သွားပြီလို့တီးလိုက်ရတဲ့အချိန်မှာတော့ကင်းကောင်ဟာသူ့ရဲ့ဘွားနီကုံရောက်ပြီလို့တောင်ထင်မှတ်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲတောင်ကုန်းပေါ်ကထောင်ချောက်ကရုတ်တရက်အလုံးလုံးသွားပြီးတန်ပေါင်းများစွာအလေးချိန်ရှိတဲ့ကြောက်တုံးကြီးတွေဟာမြောက်အုပ်ကြီးပေါ်ကိုဝုန်းခနဲ့ပြိုကျလာပါတော့တယ်ကြောက်တုံးကြီးတွေအောက်မှာမြောက်အုပ်ကြီးပြီးမိသွားတဲ့အချိန်မှာပဲဒီထောင်ချောက်ကိုအသက်သွင်းပေးလိုက်တာဟာတခြားသူမဟုတ်ပဲစောစောကမြောက်ကလေးဖြစ်နေတာကိုကင်းကောင်တွေ့လိုက်ရပါတယ်အခုအချိန်မှာတော့ကင်းကောင်ဟာဒဏ်ရာတွေပြင်းထန်နေပြီဖြစ်တယ်လို့တိုက်ပွဲဝင်ဖို့လည်းအခြေအနေမရှိတော့တာကြောင့်မြောက်ကလေးရဲ့အကူအညီနဲ့လူသားတွေရှိရာစီကိုပြန်လာခဲ့ပါတော့တယ်ဒါပေမဲ့သူတို့နောက်မှာမြောက်တကောင်အသက်ရှင်ကျန်ရစ်ပြီးနောက်ယောင်ခံလိုက်လာတာကိုတော့သူတို့သတိမထားမိခဲ့ကြပါဘူးတစ်ဖက်မှာလည်းကင်းကောင်နဲ့အတူလိုက်ပါလာတဲ့တိတ်ပံပညာရှင်တွေဟာသူတို့ရဲ့အခြေဆက်စခန်းကြီးတစ်ခုလုံးပျက်စီးနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီနောက်ကြောက်ဆောင်ပေါ်ကအရာမလက်ဝါးရာကြီးကိုကြည့်ပြီးဒီကဘာမှာကင်းကောင်လိုမျိုးအရွယ်စားရှိတဲ့တတဝါကြီးတွေရှိနေသေးတယ်ဆိုတာကိုသူတို့ခံမှန်းမိသွားကြပါတယ်မကြခင်မှာပဲသူတို့ဟာတောနက်ထဲကိုရောက်သွားပြီးထူးဆန်းတဲ့စက်ပစ္စည်းတစ်ခုကိုရှာတွေ့ခဲ့ပါတယ်မင်းကလေးကအဲ့ဒီစက်ကိုနှိပ်လိုက်တဲ့အခါမှာတော့နေရာနှံ့ကနေရေတွေစီးကျလာပြီးတောအုပ်ထဲကိုမြေကြောင်းတစ်ခုလိုစီးဝင်သွားပါတော့တယ်အဲ့ဒီရေစီးကြောင်းနောက်ကိုလိုက်သွားရင်းနဲ့တိတ်ပံပညာရှင်တွေဟာတောအုပ်ထဲမှာဖုံးကွယ်နေတဲ့ရှိုးဝက်ဆန်းကျဲလာတဲ့မော်ဒတိုင်းကြီးတစ်ခုစီကိုရောက်ရှိသွားခဲ့ပါတယ်တိတ်ပံပညာရှင်တွေကအဲ့ဒီတတိုင်းကိုထိလိုက်တဲ့အခါမှာအပြာရောင်လင်းနှန်းတွေထွက်ပေါ်လာပြီးတတိုင်းမှာအပေါက်တစ်ခုဖြစ်သွားပါတယ်အဲ့ဒီနောက်မှာတော့သူတို့ရှေ့မှာဘယ်သူမှမမြင်ဘူးမကြားဘူးလောက်အောင်လက်ပစန်းကျဲတဲ့ကဘာတစ်ကြီးတစ်ခုပေါ်ထွက်လာပါတော့တယ်အဲ့ဒီကဘာတဲကိုခြေချလိုက်တာနဲ့လူသားတွေနဲ့တူပေမဲ့ဝတ်စားစင်ရင်ပုံမတူညီတဲ့လူရမျိုးနွယ်စုဝင်တွေကသူတို့ကိုဝိုင်းထားလိုက်ကြပါတယ်ဒါပေမဲ့သူတို့ကတိတ်ပံပညာရှင်တွေကိုအနေရမပြုတ်ပဲသူတို့ရဲ့မျိုးနွယ်စုစီကိုတိုက်ရိုက်ခေါ်ဆောင်သွားခဲ့ပါတယ်အဲ့ဒီရောက်တော့မှဒီလူတွေဟာကဘာမြေအောက်မှာနှစ်ပေါင်းထောင်ချောက်စွာနေထိုင်လာကြပြီးအပေါ်ကဘာနဲ့တိုက်ရိုက်ဆက်သွယ်ထားတဲ့ပေါ်တဲ့ဂိတ်တကားကိုစောင့်ရှောက်နေကြသူတွေဖြစ်မှန်းသိလိုက်ရပါတယ်စကားကင်းဟာလူသားကဘာကိုတိမ့်ပိုက်ဖို့အတွက်ဒီဂိတ်တကားရှိတဲ့နေရာကိုနှစ်ပေါင်းများစွာရှာဖွေနေခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲကင်းကောင်ဟာလူသားတွေရဲ့အနံ့ကိုခံပြီးရောက်လာခဲ့ပေမဲ့မော်ဒတိုင်းကြောင့်အတွင်းကကဘာကိုမမြင်ရပဲဖြစ်နေပါတယ်ဒါကြောင့်လူရိုင်းတွေကမော်ဒတိုင်းမှာအကြောင်းတစ်ခုဖန်တီးပေးလိုက်တော့မှကင်းကောင်ဟာအတွင်းထဲကိုဝင်လာနိုင်ခဲ့ပါတယ်ဒါပေမဲ့ကင်းကောင်ရဲ့နောက်ကိုလိုက်လာတဲ့မြောက်ကတော့ဒါတွေအားလုံးကိုချောင်းကြည့်နေခဲ့ပါတယ်ကင်းကောင်ဟာလူသားတွေစီရောက်တာနဲ့အားအင်ကုန်ခံပြီးမြေကြီးပေါ်ကိုတန်းလဲကျသွားပါတော့တယ်ကင်းကောင်ရဲ့လက်ကဒဏ်ရာဟာအရန်ကိုပြင်းထန်နေပြီးဘာမှလုပ်လို့မရတဲ့အခြေအနေဖြစ်နေတာကိုတိတ်ပံပညာရှင်တွေတွေ့လိုက်ရပါတယ်ဒါကြောင့်ဆရာဝန်ကကင်းကောင်ရဲ့လက်ကိုဆက်လက်ရုံတစ်ခုနဲ့အစားထိုးပေးဖို့ချက်ချင်းဆုံးဖြတ်လိုက်ပါတယ်ဒါဟာလူသားတွေကကင်းကောင်ကိုပို့ပြီးအစွမ်းထက်လာအောင်အရင်ကတည်းကကြိုတင်ဒီဇိုင်းထုတ်ထားတဲ့စက်ရုပ်လက်ရုံပဲဖြစ်ပါတယ်ကံကောင်းတာကအဲ့ဒီစက်ပစ္စည်းဟာပျက်စီးသွားတဲ့စခန်းရဲ့မြေအောက်စတိုခန်းထဲမှာဘေးကင်းစွာရှိနေပါသေးတယ်မကြခင်မှာပဲဆရာဝန်ကအဲ့ဒီလက်ရုံကိုယူလာပြီးကင်းကောင်ရဲ့ခနာကိုမှတက်ဆင်ပေးလိုက်ပါတယ်အဲ့ဒီဆက်ဟာကင်းကောင်ရဲ့ဒဏ်ရာရနေတဲ့အစိပ်ပိုင်းကိုအလိုလျောက်မှတ်မိသွားပြီးအသားထဲကိုစက်တင်တွေကပ်လိုက်ပါတော့တယ်အဲ့ဒီဆက်လက်ရုံထဲကအထူးဆေးဝါးတွေဟာကင်းကောင်ရဲ့ခနာကိုယ်ထဲကိုစီးဝင်သွားတဲ့အခါမှာတတိမိနေတဲ့ကင်းကောင်ဟာအင်အားတစ်တွေပြန်လည်ရရှိလာတာကိုခန်းစားလိုက်ရပါတယ်သူ့ရဲ့မျက်နှာပေါ်ကပျော်ရွှင်မှုတွေကဒီလက်နက်တစ်ကိုသူဘလောက်တောင်သဘောကျနေတယ်လဲဆိုတာဖော်ပြနေပါတယ်အဲ့ဒီအချိန်မှာပဲမြောက်ကလေးကတောထဲကနေအပြေးလွှားရောက်လာပြီးစကားကင်းကပေါ်တယ်ကိရှိတဲ့နေရာကိုရှာတွေ့သွားပြီးဖြစ်ကြောင်းနဲ့ရှိမို့ကိုအသုံးပြုပြီးဒီမျိုးနွယ်စုကိုတိုက်ခိုက်တော့မယ်လို့တတိပေးလိုက်ပါတော့တယ်ကင်းကောင်တယောက်တည်းနဲ့တော့စကားကင်းနဲ့ရှိမို့တို့ကိုရှင်နိုင်ဖို့အခြေအနေမရှိပါဘူးဒါကြောင့်သူ့မှာရွေးချယ်စရာလမ်းတစ်ခုပဲရှိပါတော့တယ်အဲ့ဒါကတော့လူသားကဘာကိုသွားပြီးနှစ်ပေါင်းများစွာအိပ်ပျော်နေတဲ့ဂေါ်ဇီလာကိုသွားနှုတ်ဖို့ပါပဲဒါပေမဲ့သူအကူအညီတောင်းမဲ့ဂေါ်ဇီလာဟာသူ့အတွက်အကြီးမားဆုံးချိန်ချောက်မှုဖြစ်လာလိမ့်မယ်ဆိုတာကိုတော့သူလုံးဝမထင်ထားခဲ့ပါဘူးရုတ်တရက်ပီယာမစ်တွေရဲ့ပတ်ဝန်းကျင်မှာမြေကြီးတွေပြင်းထန်စွာတုံးခါလာပြီးမြေအောက်ကနေဆက်လက်ယုံကြီးတစ်ခုထွက်ပေါ်လာပါတယ်ဒါဟာကဘာမြေပြင်ကိုသွားနိုင်တဲ့ပေါ်တယ်ဂိတ်ပွင့်လာတာဖြစ်ပါတယ်မကြခင်မှာပဲကင်းကောင်ဟာဂိတ်ကနေတဆင့်အပေါ်ကိုတက်လာခဲ့ပါတယ်ကင်းကောင်ရဲ့ရှိနေမှုကိုအာယုံခံပြီးသွားတဲ့ဂေါ်ဇီလာဟာလည်းအိတ်ဆက်ရာကနေချက်ချင်းနိုးလာပြီးကင်းကောင်စီကိုတဲတဲမတ်မတ်ဥတီလာပါတော့တယ်ဂေါ်ဇီလာကကင်းကောင်ဟာသူ့ကိုလာရောက်စိန်ခေါ်တယ်လို့ထင်နေတာကြောင့်ဘာစကားမှမပြောဘဲအရှိန်ဟုန်နဲ့ပြေးဝင်တိုက်ခိုက်ပါတော့တယ်ဂေါ်ဇီလာရဲ့မျက်လုံးထဲကဒေါသတွေကကင်းကောင်ကိုအသက်ချန်ထားမှာမဟုတ်ဘူးဆိုတာသိတာနေပါတယ်
ကင်းကောင်ကသူ့ကိုနားလဲအောင်လက်မြောက်ပြပြီးတားဆီးဖို့စ조사ပေမဲ့ကော်စီလာကတော့နားမထောင်ပဲကင်းကောင်ကိုမီတာယာနဲ့ချီဝေးသွားအောင်အားနဲ့တိုက်ပစ်လိုက်ပါတော့တယ်ကင်းကောင်လည်းကော်စီလာမရက်တက်တာကြောင့်သူ့ကိုငိမ့်သွားအောင်နောက်ဘက်ကနေပြန်လဲတိုက်ခိုက်လိုက်ရပါတယ်ဒါပေမဲ့ကော်စီလာကပိုပြီးဒေါသထွက်လာပြီးကင်းကောင်ရဲ့လက်ကိုသူ့ရဲ့မေးရိုတွေနဲ့ကိုက်ခဲကမြေကြီးပေါ်ကိုအားနဲ့ဆောင်းချလိုက်ပါတော့တယ်ကော်စီလာရဲ့ပြင်းထန်လာတဲ့တိုက်ခိုက်မှုကြောင့်ကင်းကောင်ဟာခဏလောက်ထိစစ်ချောက်ချသွားခဲ့ရပါတယ်ကင်းကောင်ကစကားနဲ့ပြောလို့မရတော့ဘူးဆိုတာသိလိုက်တဲ့အခါမှာတော့သူ့ဘက်ကလည်းအားပါတဲ့တံပြန်တိုက်ခိုက်မှုတွေကိုစတင်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာကော်စီလာဟာသူ့ရဲ့အစွမ်းထက်ဆုံးပုံစံကိုရောက်ရှိနေတာဖြစ်ပေမဲ့ဆက်ရုပ်လက်ရုံတက်ဆင်ထားတဲ့ကင်းကောင်ရဲ့ခွန်အားကလည်းရှော့တွက်လို့မရနိုင်လောက်အောင်ပြင်းထန်နေပါတယ်ဒါပေမဲ့ကင်းကောင်ဟာကော်စီလာကိုအနိုင်ယူဖို့ထက်သူ့ကိုပေါ်ရခဲ့ရှိရာစီကိုအတင်းတမဆွဲခေါ်သွားဖို့ပဲစ조사နေခဲ့ပါတယ်တစ်ဖက်မှာလည်းမြေအောက်ကလူရမ်းမျိုးနွယ်စုဝင်တွေဟာစကားကင်းကိုတားဆီးနိုင်ဖို့အတွက်ရေထဲကိုအထူးပြုလုပ်ထားတဲ့အနီရောင်ရေတွေကိုလောင်းထည့်လိုက်ကြပါတယ်အဲ့ဒီရေတွေကရေထဲမှာပျော်ဝင်သွားတဲ့အခါမှာတော့ထူးဆန်းတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီးအေယာမပီယာမစ်ကြီးနှစ်ခုကိုစတင်ချိတ်ဆက်ပေးလိုက်ပါတော့တယ်ဒီပီယာမစ်ကြီးတွေချိတ်ဆက်မိသွားတဲ့အခါမှာတော့ဆွဲငင်အားတွေဟာခေတ္တခဏပျောက်ကွယ်သွားပြီးလူတိုင်းဟာလေထဲမှာပြန်ဝဲနေကြရပါတယ်ဒါဟာစကားကင်းပေါ်တဲ့ကိစ္စကိုမရောက်အောင်တားဆီးလိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့ပီယာမစ်တွေအပြည့်အဝမချိတ်ဆက်နိုင်ခင်မှာပဲစကားကင်းကအဲ့ဒီနေရာကိုရောက်ရှိလာပြီးရှိမိုကိုအသုံးပြုကပီယာမစ်ကြားကလမ်းကြောင်းကိုရေခဲတွေနဲ့ပိတ်ဆို့ဖို့အမိန့်ပေးလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲပေါ်တဲ့ဂိတ်ထဲကနေတောက်ပတဲ့အလင်းတန်းကြီးတစ်ခုထွက်ပေါ်လာပြီးဂေါ်စီလာနဲ့ကင်းကောင်တို့ဟာအပြက်စီးတွေကြားကနေဝုန်းခနဲထွက်ပေါ်လာကြပါတယ်ဂေါ်စီလာရဲ့မျက်လုံးတွေကရှိမိုနဲ့စကားကင်းစီကိုရောက်သွားတဲ့အခါမှာတော့ကင်းကောင်ဘာကြောင့်သူ့ကိုဒီနေရာအထိခေါ်လာရလဲဆိုတာကိုသူချက်ချင်းနားလည်သွားခဲ့ပါတယ်ဒါကြောင့်သူဟာအချိန်တစ်စက္ကန့်တောင်မဖြုံးတော့ပဲကင်းကောင်နဲ့ပူးပေါင်းပြီးသူတို့ကိုစတင်တိုက်ခိုက်ပါတော့တယ်တစ်ဖက်မှာလည်းစကားကင်းကရှိမိုနဲ့အတူရှေ့ကိုတိုးလာခဲ့ပါတယ်ဘယ်ဘက်ကမှအားနေခြင်းမရှိပဲလေးယောက်သားပြင်းပြင်းထန်ထန်ရင်ဆိုင်ကြတဲ့အခါမှာတော့ရေခဲတွေကျိုးပဲကုန်ပြီးပီယာမစ်တွေဟာတစ်ခုနဲ့တစ်ခုပြင်းထန်စွာတိုက်မိကုန်ပါတော့တယ်အဲ့ဒီတိုက်မိတဲ့အချိန်ကြောင့်တတေတလုံးမှာဆွဲငင်အားတွေလုံးဝပျောက်ကွယ်သွားပြီးအားလုံးဟာလေထဲမှာလွတ်မျောနေကြရပါတယ်ဒါပေမဲ့ဂေါ်စီလာကတော့ဆွဲငင်အားမရှိတဲ့ကြားကနေရှိမိုစီကိုအချိန်နဲ့ပြေးဝင်သွားပါတယ်အဲ့ဒီကြားထဲမှာပါနလာတဲ့စကားကင်းကမြေကြီးပေါ်ကကင်းကောင်ရဲ့ပူစိန်ကိုကောက်ကင်ပြီးကင်းကောင်ကိုတိုက်ခိုက်ပါတယ်ဒါပေမဲ့ကင်းကောင်ကသူ့ရဲ့ဆက်ရုပ်လက်ရုံးကိုအသုံးပြုပြီးတိုက်ချက်တိုင်းကိုအမိအယကာကွယ်နိုင်ခဲ့ပါတယ်ခါချင်းတွင်းမှာပဲအခြေအနေတွေကပြောင်းပြန်ဖြစ်သွားပြီးကင်းကောင်ကစကားကင်းကိုစတင်ဖိနှိပ်လာနိုင်ပါတယ်ဒါပေမဲ့ရန်သူကများနေတာကြောင့်ကင်းကောင်ဟာနောက်ဘက်ကနေထပ်မံတိုက်ခိုက်ခံရပြန်ပါတယ်အဲ့ဒီအချိန်မှာမြောက်ကလေးကကြောက်တုံးတွေကိုကောက်ကင်ပြီးကင်းကောင်ကိုဝိုင်းဝန်းကူညီပေးနေပါတယ်အဲ့ဒီနောက်အခွင့်အရေးကိုစောင့်ရတဲ့ရှိမိုကဂေါ်စီလာကိုရုတ်တရက်တိုက်ခိုက်လိုက်ပြီးမိနစ်ပိုင်းတွင်းမှာတင်ဂေါ်စီလာတစ်ကိုယ်လုံးကိုရေခဲတုံးကြီးဖြစ်သွားအောင်လုပ်လိုက်ပါတော့တယ်ဒါပေမဲ့ဂေါ်စီလာကလည်းအလျှော့မပေးရဲသူ့ရဲ့ခွန်အားနဲ့အဲ့ဒီရေခဲတွေကိုတစ်ချက်တည်းနဲ့ရုံထွက်ဖြက်စီးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဆွဲငင်အားထိန်းချုပ်တဲ့စနစ်ကရပ်တန့်သွားပြီးအားလုံးမြေပြင်ပေါ်ကိုပြန်ကျလာကြပါတယ်ဒီအခွင့်အရေးကိုတုံးပြီးစကားကင်းကကင်းကောင်ရဲ့လက်ထဲကနေရုံထွက်ကပေါ်တဲ့ဂိတ်ထဲကိုခုံဝင်ပြီးကဘာမြေပြင်ပေါ်ကိုထွက်ပြေးသွားပါတယ်သူ့ကိုတားဆီးဖို့အတွက်ဂေါ်စီလာနဲ့ကင်းကောင်တို့ကလည်းနောက်ကနေထက်ချက်မကွာလိုက်သွားကြပါတယ်ဒါပေမဲ့ဒီရုံရင်ဆန်ခတ်ဖြစ်နေတဲ့ကြားမှာကင်းကောင်ရဲ့ပူစိန်ကြီးကတော့ဟိုဘက်မှာကြမ်းရစ်ခဲ့ပါတော့တယ်တစ်ဖက်မှာလည်းလူသားတွေကတော့ဘလောက်တောင်ကြောက်စရာကောင်းတဲ့အနေအကြီးသူတို့စီလာနေပြီလဲဆိုတာကိုလုံးဝမသိကြသေးပါဘူးရုတ်တရက်သမုဒ္ဒရာလိုင်းလုံးကြီးတွေဟာရေခဲတောင်တွေဖြစ်ပြောင်းလဲသွားပြီးနောက်တစ်မိနစ်မှာတော့စကားကင်းနဲ့ရှိမိုတို့ဟာကဘာမြေပြင်ပေါ်ကိုရောက်ရှိလာပါတော့တယ်စကားကင်းကကောင်းကင်ရန်ကအလင်းရောင်ကိုမြင်လိုက်ရတဲ့အခါမှာအောက်မှာရှိနေတဲ့လူသားတွေကိုကြည့်ပြီးကြောက်မက်ဖွယ်ကောင်းတဲ့ဟိန်းတန်ကြီးနဲ့အော်ဟစ်လိုက်ပါတယ်အခုအချိန်မှာတော့တကဘာလုံးကိုသူကြီးဆိုးရမယ့်အချိန်ရောက်ပြီလို့သူယုံကြည်နေပါတော့တယ်စကားကင်းကကဘာကြီးကိုအုပ်စိုးဖို့ရှိမိုကိုအမိန့်ပေးပြီးကောင်းကင်ရန်တစ်ခုလုံးကိုအေးခဲစေလိုက်ပါတယ်ရှိမိုဟာဒါကိုမလုပ်ချင်ပေမဲ့လည်းစကားကင်းရဲ့ထိန်းချုပ်မှုအောက်မှာမတက်တာပဲရေခဲမိုးတွေကိုနေရာနဲ့ရွာချလိုက်ပါတော့တယ်ခါချင်းတွင်းမှာပဲလူသားတွေရဲ့အဆောက်အဦတွေဟာပြိုကျပျက်စီးကုန်ပြီးဘယ်သူမှသူ့ကိုမတားဆီးနိုင်တော့ဘူးလို့စကားကင်းထင်နေတဲ့အချိန်မှာပဲကင်းကောင်ရဲ့ပြင်းထန်လာတဲ့လက်တိချက်တစ်ချက်ကစကားကင်းရဲ့မျက်နှာကိုတဲတဲမတ်မတ်ကြားရောက်သွားပါတယ်ဒီတန်ချက်ကြောင့်စကားကင်းရဲ့3တန်လောက်အလေးချိန်ရှိတဲ့သွားကြီးဟာမြေကြီးပေါ်ကိုလွင့်စင်ကျသွားပါတော့တယ်ဒေါသထွက်သွားတဲ့စကားကင်းကကင်းကောင်ကိုတိုက်ခိုက်ဖို့ရှိမိုကိုထပ်မံအမိန့်ပေးလိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲဂေါ်စီလာရောက်ရှိလာပြီးရှိမိုကိုတားဆီးလိုက်ပါတယ်အခုအချိန်မှာတော့ရှိမိုရဲ့အကူအညီမှပါပဲစကားကင်းဟာကင်းကောင်ကိုအကြာကြီးတောက်မခံနိုင်တော့ပါဘူးသူဟာအနားမှာရှိတဲ့အေယာမအဆောက်အဦကြီးတစ်ခုကိုမပြီးကင်းကောင်စီကိုလွင့်ပစ်လိုက်ပေမဲ့ကင်းကောင်အတွက်တော့ဒါဟာဘာမှထိခိုက်မှုမရှိခဲ့ပါဘူးအဲ့ဒီနောက်မှာရှိမိုကနောက်ဘက်ကနေကင်းကောင်ရဲ့ဆက်ရုပ်လက်ရုံးကိုကိုက်ခဲပြီးထပ်မံအေးခဲ့ဖို့စ조사ပြန်ပါတယ်ဒါကိုမြင်လိုက်ရတဲ့စကားကင်းကသူနိုင်ပြီလို့ထင်နေပေမဲ့သူ့နောက်မှာဒေါသကြီးရက်နေတဲ့ဂေါ်စီလာကိုတော့သူမိနေခဲ့ပါတယ်ဂေါ်စီလာကသူ့ရဲ့ခန္ဓာကိုယ်ထဲကအစွမ်းတွေအားလုံးကိုစူးစီးလိုက်တဲ့အခါမှာတော့တကိုယ်လုံးခရမ်းရောင်လင်းနှန်းတွေတောက်လာပြီးစကားကင်းစီကိုပြင်းထန်တဲ့တိုက်ခိုက်မှုတစ်ခုလုပ်လိုက်ပါတော့တယ်စကားကင်းကထိတ်လန့်တကြားနဲ့ရှောင်တိန်လိုက်ပြီးသူ့ရဲ့လက်နက်နဲ့ပြန်လဲခုခံဖို့စ조사ပေမဲ့ဂေါ်စီလာကအဲ့ဒီလက်နက်ကိုတစ်ချက်တည်းနဲ့ဖမ်းကင်ပြီးနှစ်ပိုင်းပြတ်အောင်ချုပ်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာရှိမိုကိုထိန်းချုပ်ထားတဲ့ပုံဆောင်ကဲကြောက်တုံးလေးဟာမြေကြီးပေါ်ကိုလွင့်စင်ကျသွားပါတော့တယ်စကားကင်းကအဲ့ဒီကြောက်တုံးကိုအမိအယပြန်ကောက်ဖို့စ조사ပေမဲ့ဂေါ်စီလာကသူ့ကိုအခွင့်အရေးမပေးခဲ့ပါဘူးအခုအချိန်မှာတော့ဒီကြောက်တုံးကိုဘယ်သူရမလဲဆိုတာပေါ်မှာတိုက်ပွဲရဲ့အရှုံးနိုင်ကမူတည်နေပါတယ်အဲ့ဒီရေးကြီးတဲ့အချိန်မှာပဲမြောက်ကလေးရဲ့မျက်လုံးတွေကမြေအောက်မှာကြံရစ်ခဲ့တဲ့ကင်းကောင်ရဲ့ပူစိန်ကြီးစီကိုရောက်သွားပါတယ်သူဟာအဲ့ဒီပူစိန်ကိုကောက်ကင်ပြီးကဘာမြေပြင်ပေါ်ကိုအမြန်ဆုံးတက်လာခဲ့ပါတယ်ပြီးနောက်မြေကြီးပေါ်မှာရှိနေတဲ့အဲ့ဒီထိန်းချုပ်ကြောက်တုံးကိုပူစိန်နဲ့တစ်ချက်တည်းရိုက်ခွဲဖျက်ဆီးလိုက်ပါတော့တယ်ကြောက်တုံးကြီးကွဲသွားတာနဲ့ရှိမိုဟာစကားကင်းရဲ့ထိန်းချုပ်မှုအောက်ကနေလုံးဝလွတ်မြောက်သွားခဲ့ပါပြီဒေါသထွက်နေတဲ့စကားကင်းကမြောက်ကလေးကိုတက်ဖို့စ조사ပေမဲ့ကင်းကောင်ကကြားကနေဝင်ရောက်တားဆီးပြီးစကားကင်းကိုလက်တိကျက်နှဲငယ်နဲ့တင်အလဲထိုးလိုက်ပါတော့တယ်အခုတော့စကားကင်းဟာအင်အားတွေကုန်ခန်းပြီးအားနေသွားခဲ့ပါပြီလွတ်မြောက်သွားတဲ့ရှိမိုကဂေါ်စီလာစီကအချက်ပြမှုကိုစောင့်ဆိုင်လိုက်ပြီးနောက်ဆုံးမှာတော့သူနှစ်ပေါင်းထောင်ချောက်စွာအလိုရှိခဲ့တဲ့အတိုင်းစကားကင်းကိုရေခဲရုပ်တုကြီးဖြစ်သွားအောင်စက္ကန့်ပိုင်းတွင်အေးခဲပစ်လိုက်ပါတော့တယ်ကင်းကောင်ကအဲ့ဒီရေခဲရုပ်တုကြီးကိုလေထဲမြောက်ပြီးမြေကြီးပေါ်ကိုအားနဲ့ဆောင်းချလိုက်တဲ့အခါမှာတော့စကားကင်းရဲ့ခန္ဓာကိုယ်ဟာအပိုင်းပိုင်းဆက်ဆက်ကွဲအပ်သွားပြီးတိုက်ပွဲကြီးလည်းပြီးဆုံးသွားခဲ့ပါပြီအဲ့ဒီနောက်မှာတော့ဂေါ်စီလာကကောင်းကင်ရဲ့စီကိုစွမ်းအင်တွေထုတ်လွှတ်ပြီးမောင်းမိုင်းနေတဲ့တိမ်တိုက်တွေကိုဖယ်ရှားပေးလိုက်တဲ့အတွက်ကဘာမြေပြင်ပေါ်ကိုနေအောင်ကြီးတွေပြန်လဲကျရောက်လာပါတော့တယ်ဂေါ်စီလာကသူ့ရဲ့နေမြေဖြစ်တဲ့ရောမမြို့စီကိုပြန်သွားပြီးနှစ်ချိုက်ချိုက်အိပ်ပျော်သွားခဲ့တယ်လို့ကင်းကောင်ကလည်းသူ့ရဲ့အဖော်တစ်မြောက်ကလေးနဲ့အတူမြေအောက်ကဘာကိုပြန်သွားပြီးသူ့ရဲ့မျိုးနွယ်စုတစ်ကိုဥဆောင်ရင်ဘဝတစ်ကိုစတင်လိုက်ပါတော့တယ်